မင်္ဂလာပါရှင်ဒီနေ့ချမောင်ကျော်ကို664ကြော်စားချင်ရင်ဘယ်လိုကြော်ရလဲမျှဝေပေးပါမယ်ရှင်အခုချမောင်ကျော်ဖို့အတွက်ဒဲဥပူထဲကိုစီထပ်ပါတယ်စီကိုချမောင်ကျော်တဲ့နေရာမှာစီရချွေတာလို့မရပါဘူးစီနည်းနည်းပူတော့ရပါတယ်စမင်းလေးနည်းနည်းထည့်လိုက်ပါတယ်ပြီးလို့ရှိရင်စက်တော်ဖြူနဲ့အနီထောင်းနှောင်းတာကိုထပ်ပြီးတော့စီထပ်ပေးပါမယ်စက်တော်လေးတွေကြော်ပြီးမွေးလာတဲ့စီကြော်ပေးပါမယ်ဒီနေရာမှာကျွန်မကချမောင်ကိုဘယ်လိုလုပ်ရလဲပြောပေးပါမယ်ချမောင်ကိုအရွေးချွေပြီးရင်စားနဲ့နေပြီးပေချာရေးစအောင်ဆေးပြီးလို့ရှိရင်6အောင်ရင်းညစ်ထားရပါမယ်အခုဆိုရင်တက်တော်လေးတွေကြော်ထားတာကြော်ပြီးတော့မွေးလာပြီဆိုတော့မြေသည့်စိတ်မုတ်ကိုအဆက်စားမယ်တော့ထပ်ပြီးလိုက်ပါတယ်ဒီနေရာမှာကျွန်မကငရေသည့်စိတ်မုတ်တစ်စောထပ်လိုက်ပါတယ်ပြီးလို့ရှိရင်မြင်းငပိကိုတစ်လက်မလောက်ထပ်ပြီးလိုက်ပါတယ်ပြီးလို့ရှိရင်ငပိကိုကြည့်အောင်ခြေပြီးလို့ရှိရင်ငရေသည့်တက်တော်နဲ့ရောပြီးတော့မွေးပေးလိုက်ပါတယ်တက်တော်လေးတွေထပ်မှာငပိခြေသွားပြီးဆိုလို့ရှိရင်တော့အခုစစ်သက်လောက်ထားတဲ့ချမောင်ရည်လေးတွေကိုထပ်ပြီးတော့ကြော်ပေးပါမယ်ချမောင်ရည်ကလေးတွေကဒီလိုမျိုးစနစ်တကျလောက်ထားတဲ့အတွက်ကြောင့်မို့လို့66ကလေးတွေနဲ့ရေလောက်မထွက်ပါဘူးကြော်လို့ရှိရင်လည်းရေမထွက်သလိုပြင်းပြင်းကြီးနဲ့ချက်ပြည့်ကြီးလည်းဖြစ်မနေပါဘူးအဲ့လိုမျိုးနဲ့ကြော်ပေးရပါမယ်အဲ့လိုမျိုးကြော်လာရင်းနဲ့မှချမောင်ရည်ကလေးတွေကနွမ်းလာပြီဆိုလို့ရှိရင်တော့အစစ်သက်ပြုတ်ထားတဲ့မြစ်ပြုတ်ကလေးတွေကိုပါတစ်ခါတည်းထပ်ပေးလိုက်ပါမယ်မြစ်ပြုတ်နဲ့ဒီပစော6ကလေးတွေကိုပါတစ်ခါတည်းထပ်ပေးလိုက်ပါတယ်ရှင်ပြီးလို့ရှိရင်တမအောင်ရောပြီးတော့ချမောင်နဲ့မြင်းနဲ့ပစော6နဲ့တေချာရောပြီးတော့နန်းအောင်မွေးပေးရပါမယ်ပြီးလို့ရှိရင်တော့အဖုံးလေးခဏလေးအုပ်ပြီးတော့ကြော်ပေးလိုက်ပါတယ်မီးကိုရှော့ထားရပါမယ်မီးပြင်းလို့ရှိရင်တူဝါမှာအောက်ကမှာဆိုလို့မီးကိုရှော့ထားပြီးကြော်ပေးပါတယ်အခုဆိုလို့ရှိရင်ချမောင်နဲ့မြင်းနဲ့ဤကလေးတွေဖြစ်လာပြီဆိုလို့ရှိရင်တော့အရသာအတွက်ချုံမုံနည်းနည်းစားနည်းနည်းထပ်ပေးလိုက်ပါတယ်ပြီးလို့ရှိရင်တော့ဆက်ပြီးတော့မွေးပေးလိုက်ပါမယ်အခုလိုမျိုးမွေးနေရင်းနဲ့အရသာလေးကိုမြည်ပြီးတော့အရသာတော်ပဲဆိုလို့ရှိရင်တော့ချမောင်ရွက်ကလေးတွေကိုစီလေးနည်းနည်းထပ်ပြီးတော့ထပ်ကြော်ပေးပါမယ်ချမောင်ကြော်တာစီရန်6လို့ရှိရင်ချမောင်66ကြီးစားမကောင်းပါဘူးစီလေးနည်းနည်းလေးထပ်ပြီးလို့ရှိရင်ဆက်ပြီးတော့ကြော်ပေးပါမယ်ရှင်အခုဆိုရင်ချမောင်ကျော်66ကလေးကိုရနေပါပြီရှင်နောက်ဆုံးအနေနဲ့ဒီနှစ်ချက်ခွဲပြီးလို့ရှိရင်ငတိစိတ်လေးတွေကိုထပ်ပေးလိုက်ပါတယ်အခုဆိုလို့ရှိရင်တော့ချမောင်ကျော်66ကလေးနဲ့မွေးကလေးဟာစားဖို့ရပါပြီရှင်စောင့်ကြည့်ရှုပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင် Like and subscribe follow လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့နော်စမ်းမချမ်းသာဘေးရန်ကင်းကွာပြီးလိုရဆန္ဒများပြေဝကြပါစေရှင်